မာရီယာစမ်းကြောင်းလင်းနဲ့ရောက်နေရလေဆိုင်တွေနဲ့အောင်ပတ်ဖို့တဲ့ဗိုက်ပြေးဖို့ကပိုအဓိကကြနေရောလေချစ်စရာနာမည်လေးနဲ့ဖတ်ထုတ်ဆိုင်ဘက်ကိုအရင်ချေဦးလဲလိုက်တယ်ဖောင်ဖောင်ဖတ်ထုတ်ဆိုင်ရအော်ဒါတော့တော်တော်ကြားတယ်ဝယ်နေတဲ့သူတွေကိုကြည့်ရတာလဲခဏခဏဝယ်ဘူးနေကြဖြစ်ရမယ်ပုံမှန်ဖောက်တယ်တွေမွေးထားနိုင်နေဆိုတာလေလက်ရတော်တော်ကောင်းလို့ပဲဖြစ်ရမယ် DND ဆိုလဲပြုံးလို့ချိုလို့ချစ်စရာကြီးပေါင်းတယ်ငွေတစ်ထောင်ထောင်နဲ့ကြည့်ရတာကစားချင်စရာလေးကိုလည်းမရောက်သေးတော့လေသူများအတွက်ကြော်နေရလေးငန်းရတာပေါ့နော်ယေးကိုလည်းရောက်ခဲ့ပြီအရင်နဲ့ခုံမတက်တာခွမ်းနေပြီဖောင်းဖောင်းမှာလူကြိုက်များဆုံး၃မျိုးမှားထားလိုက်တယ်ဖတ်ထုတ်ပေါင်းလေးအထဲမှာတွေ့လာအစာတွေပြည့်ပဲနွေးအိညာပဲဒါကတော့ဖတ်ထုတ်အိုကက်ဆိုတဲ့အတိုင်းဂျိုးလေးရအသက်ဖတ်ထုတ်ပင်ကမမလေးနဲ့အပေါ်အီလေးအဲ့လိုမတူညီတဲ့အရာသာနှမျိုးတစ်ပြိုင်တည်းဖြစ်နေတာလေသူ့ရဲ့ဆွဲဆောင်မှုတစ်မျိုးပဲဖတ်ထုတ်ကြော့ကိုက်လိုက်တာနဲ့ခန်းစားမိတာရွရွလေးအဲ့ဒီထဲကနေအထက်ကအတွင်းသားလေးတွေရှာဖို့ဘွားကနေပေါ်လာတယ်လို့မျိုးမာရီယာကမြန်လိုက်တဲ့30% off super deal လေးကြိုဝယ်ထားတော့2000ဖို့1400ကျပ်ပဲကြားလိုက်တယ်လေယူတော့လေဖုန်းထဲမှာမြန်လိုက်ပတ်လေးစောင်းထားကြနော်ဟောရှေ့မှာဘတ်စကင်တီးနေကြတဲ့တချင်းလေးတွေနဲ့ညံ့ရင်နဲ့ဖတ်ထုတ်လေးတစ်မျိုးမျိုးလုပ်နေရတာလေတကယ်ကိုရန်ကုန်ရဲ့အရသာတစ်မျိုးပါပဲ